1950 ဝန်းကျင်ကမက်ကာဒီဝါဒနဲ့ကွန်မြူနစ်အကြောက်တရားဒုတိယကမ္ဘာစစ်ပြီးဆိုဗီယက်ယူနီယံနဲ့စစ်ရေးတိုက်ပွဲစတင်လာတဲ့အခါအမေရိကန်ပြည်သူတွေကြားမှာကွန်မြူနစ်ဝါဒဟာအမေရိကန်လူနေမှုဘဝကိုဖျက်ဆီးတော့မယ်ဆိုတဲ့အကြောက်တရားကကြီးထွားလာပါတယ်ဒီအကြောက်တရားကိုအခြေခံပြီးတော့နိုင်ငံရေးသမားတွေကသူတို့ရဲ့ဩဇာကိုတိစောက်ခဲ့ကြပါတယ်1950ခုနှစ်မှာလူသိနေတဲ့စီနိတာဂျိုးဆက်မက်ကတီဟာစာရွက်တစ်ရွက်ကိုမြှောက်ပြပြီးတော့နိုင်ငံရေးဝန်ကြီးဌာနထဲမှာကွန်မြူနစ်ပါတီဝင်205ဦးရဲ့နာမည်စာရင်း5လက်ထဲမှာရှိတယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဒါဟာမက်ကာဒီဝါဒရဲ့အစပဲဖြစ်ပါတယ်။မက်ကာဒီမှာခိုင်လုံတဲ့အထောက်အထားတစ်ခုမှမရှိပါဘူး။ဒါပေမဲ့သူဟာရန်လိုတဲ့မေကွန်းထုံးမှုတွေတစ်ဖက်လူကိုသစ္စာဖောက်လို့တစိမ့်ကပ်မှုတွေနဲ့ပြည်သူတွေရဲ့အာရုံစိုက်မှုကိုရယူခဲ့ပါတယ်။သူကိုစန့်ကျင်သူမှန်သမျှကိုလည်းကွန်မြူနစ်ကိုထောက်ခံသူလို့ဆွဆွဲခဲ့ပါတယ်။အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AUAC ဟာအနုပညာလောကတွေကကွန်မြူနစ်တွေကိုရှာဖွေခဲ့ပါတယ်။မင်းသားမင်းသမီးနဲ့ဒါရိုက်တာတွေကိုမင်းဟာကွန်မြူနစ်ပါတီဝင်လားမင်းသိတဲ့တခြားကွန်မြူနစ်တွေရဲ့နာမည်တွေကိုပြောပါလို့ဖိအားပေးစစ်ဆေးခဲ့ပါတယ်။စစ်ဆေးမေးမြန်းမှုမှာပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့အနုပညာရှင်တွေကိုဟောလိဝုဒ်ထန်လို့ခေါ်ဆိုပြီးတော့ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့သူတို့ကိုဘက်စတူဒီယိုကမှအလုပ်မပေးတော့တဲ့နာမည်ပြည့်စင်နဲ့ထဲသွင်းခဲ့ပါတယ်။ဒါဟာပါရမီရှင်အနုပညာရှင်များစွာရဲ့ဘဝကိုပျက်စီးစေခဲ့ပါတယ်။အစိုးရအရာရှိကြီးတူဖြစ်သူအဂျာဟီဟာဆိုဗီယက်တချို့အဖြစ်ဆွဆွဲခံရပြီးတော့ထောင်ကျခဲ့ပါတယ်။ဒီအမှုကြောင့်အမေရိကန်အစိုးရရဲ့အမြင့်ဆုံးနေရာတွေမှာတကယ်ပဲတချို့တွေရှိနေတာလားဆိုတဲ့တန်တရားတွေပုံမကြီးထွားလာခဲ့ပါတယ်။အတန်ပုံလှုပ်ဝက်ချက်တွေကိုဆိုဗီယက်ထံပေးပို့ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဂျူလီယက်စ်နဲ့အက်ဒယ်ရိုဆန်ဘော်တို့ကိုလျှက်စစ်ကလေးထိုင်နဲ့ကွပ်မြစ်ခဲ့ပါတယ်။ဒါငြိမ်းချမ်းတဲ့ကာလမှာတရှိုမှုနဲ့ပထမဆုံးကွပ်မြစ်ခံရမှုဖြစ်ပြီးတော့လူထုကိုပုံမထိတ်လန့်သွားစေခဲ့ပါတယ်။ကျောင်းဆရာတွေအစိုးရဝန်ထမ်းတွေနဲ့တက္ကသိုလ်ပညာရှင်တွေဟာသူတို့ဟာကွန်မြူနစ်မဟုတ်ကြောင်းနဲ့အမေရိကန်မှာသစ္စာရှိကြောင်းဂရိသစ္စာပြုလာတွေလက်မှတ်ရေးထိုးခဲ့ရပါတယ်။လက်မှတ်မထိုးသူတွေဟာအလုတ်ထုတ်ခံခဲ့ရပါတယ်။ကွန်မြူနစ်ဝါဒနဲ့နည်းနည်းလေးဆက်ဆက်တယ်လို့ယူဆရတဲ့စာအုပ်တွေကိုလည်းစာကြီးတိုက်တွေကနေဖယ်ရှားခဲ့ပါတယ်။ရောဘတ်အိုပင်ဟိုင်းမာလိုအတန်မုံဖခင်ကြီးတောင်မှသူ့ရဲ့အတိတ်ကဆက်ဆက်မှုတွေကြောင့်လုံခြုံရေးခွင့်ပြုချက်ရုပ်သိမ်းခံခဲ့ရပါတယ်။သတင်းတောက်မူရိုးဟာသူ့ရဲ့စီးရဲနှောင်းအစီအစဉ်မှာမက်ကာဒီရဲ့လုပ်ရက်တွေဟာတရားမျှတမှုမရှိကြောင်းနဲ့ဒီမိုကရေစီကိုဖျက်ဆီးနေကြောင်းတတိရှိရှိထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာမက်ကာဒီရဲ့ဩဇာကျဆင်းဖို့အစပြုခဲ့တဲ့ဖြစ်ရပါ။မက်ကာဒီဟာနောက်ဆုံးမှာအမေရိကန်စစ်တပ်ထဲမှာကွန်မြူနစ်တွေရှိတယ်ဆိုတဲ့ဆွဆွဲမိရာကနေသူ့ရဲ့ဏီကုံစတင်ခဲ့ပါတယ်။ TV ကနေတိုက်ရိုက်ပြသတဲ့စစ်ဆေးမှုတွေမှာမက်ကာဒီရဲ့ရိုင်းဆိုင်တဲ့အပြုအမူတွေကိုပြည်သူတွေကမြင်သွားခဲ့ကြပါတယ်။စစ်တပ်ရဲ့ရှေ့နေဂျိုးဆက်ဝဲကမက်ကာဒီကိုလူချင်းမင်းမှာလူသားချင်းစာနာတဲ့ကိုချင်းတရားလုံးဝမရှိတော့ဘူးလားလို့လူသိရှင်များမေးခွန်းထုတ်ခဲ့ပါတယ်။ဒီစကားလုံးကမက်ကာဒီရဲ့နိုင်ငံရေးဘဝကိုအပြည့်အစုံရပ်တန့်သွားစေခဲ့ပါတယ်။1954ခုနှစ်မှာစီးနိတ်လွတ်တော်ကမက်ကာဒီကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ပါတယ်။သူဟာအာဏာလက်လွတ်ဖြစ်သွားပြီးတဲ့နောက်3နှစ်ကြာမှပဲကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူခြံထားခဲ့တဲ့မက်ကာဒီဝါဒဆိုတဲ့စကားလုံးကယနေ့တိုင်ထောက်ထားမဲ့ဆွဆွဲမှုကိုကိုစားပြုနေစေပါရက်စကဲခေကအမေရိကန်ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့အတွေးခေါ်လွတ်လပ်ခွင့်တွေကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။အကြောက်တရားကိုအခြေခံတဲ့နိုင်ငံရေးဟာဘယ်လောက်ထိအန္တရာယ်ရှိလဲဆိုတာကိုအဲ့ဒီခေတ်ကသက်သေပြသနေပါတယ်။ယနေ့ခေတ်မှာဆိုရင်လည်းဆိုရှယ်မီဒီယာတွေပေါ်မှာအထောက်အထားမရှိဘဲနဲ့လူတအုပ်ကိုဝိုင်းဝန်းတိုက်ခိုက်တာမက်ကာဒီဝါဒရဲ့ပုံစံသစ်တွေလားဆိုတာတွေးမိပါတယ်။လူကြီးမင်းတို့ကရောမက်ကာဒီဝါဒကိုဘယ်လိုမြင်ပါသလဲ။ကိုယ့်ရဲ့အမြင်ကိုကိုယ်မှန်မှမျှဝေပေးခဲ့ပါဦး။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ VOC Entertainment YouTube Channel လေးကိုဆက်ဆက်ခွဲခဲ့လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမိပါနဲ့။